အပိုင်းငယ်7ကနေအပိုင်းငယ်19ထိပေါ့အားလုံးတွေ့ပြီးစင်မတက်ရကြပါရှင်လုကာ17ကနေ19ထိယေရုရှလင်မြို့သို့ကြွတော်မူစဉ်ရှမာရိပြည်နယ်ဂါလိလဲပြည်ဆက်ကြား၌ရှောက်သွားတော်မူ၏ရွာသို့ဝင်တော်မူသည်တွင်နိုနာဆွဲသောသူတကျိပ်တို့သည်ခရီးဦးကျူပြု၍အဝိကရက်လျက်သခင်ယေရှုအကျွန်ုပ်တို့ကိုကယ်မတနာတော်မူပါဟုရစ်ကြော်ကြ၏ယေရှုသည်မြင်တော်မူလျင်သင်တို့သည်ယစ်ပရောဟိတ်ထံသို့သွား၍ကိုပြကြလော့ဟုမိန့်တော်မူသည့်အတိုင်းသူတို့သည်သွားစဉ်တွင်တတ်ရှင်ချင်းသို့ရောက်ကြ၏ထိုသူတို့တွင်တယောက်သောသူသည်အနာရောဂါကင်းလွတ်သည်ကိုသိမြင်လျင်ပြန်လာ၍ကြီးသောအတန်နှင့်ဘုရားသခင်ဂုဏ်တော်ကိုချီးမွမ်းလေ၏ခြေတော်ရင်း၌ပြက်ဝက်၍ကျေးဇူးတော်ကြီးလှပါသည်ဟုဝန်ခံလေ၏ထိုသူသည်ရှမာရိလူဖြစ်သည်ယေရှုကလည်းတကျိပ်သောသူတို့သည်တတ်ရှင်ချင်းသို့ရောက်ကြသည်မဟုတ်လောကိုရောက်သောသူတို့သည်အဘယ်မှရှိကြသနည်းဤတပါးမျိုးသားကိုချား၍ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းခြင်းကပြန်လာသောသူတယောက်မျှမရှိသလောဟုမေးတော်မူပြီးမှသင်ချ၍သွားလော့သင်၏ယုံကြည်ခြင်းသည်သင်၏အနာကိုငြိမ်းစေပြီဟုထိုသူအားမိန့်တော်မူ၏ဆုတောင်းရအောင်တန်ရှင်းမဝိညာဉ်တော်ဘုရားအခုချိန်ကျွန်တော်တို့ကြားနာမယ့်တရားဒေသနာအားဖြင့်ကျွန်တော်တို့အရောက်ချင်းစီတိုင်းကိုတည်ဆောက်ပါမဆပါဖေးမပါခွန်အားပေးသနာတော်မူပါကိုရောလက်တော်ထဲမှာကျွန်တော်တို့အချိန်တိုင်းကိုအနှံနဲ့ကိုရောဘုန်းတော်တော်ဖြစ်စေတော်မူပါမည်အကြောင်းယေရှုတော်လုံလောက်ကြောင်းကိုဝန်ခံလျက်ယေရှုခရစ်တော်၏နာမတော်မြတ်အားဖြင့်စက္ကဆုတောင်းအနှံပါ၏အာမင်ထိုင်လို့ရပါပြီဒီနေ့မှာကျွန်တော်တို့ရဲ့ခေါင်းစဉ် title အနေနဲ့တက်ချင်တဲ့ຢာကမတွေ့ချင်းဆိုတဲ့ခေါင်းစဉ်လေးနဲ့တက်ချင်တယ်လို့ရှင်ဒီကျမ်းပိုက်လေးတွေမှာသင်ကြားသွားမယ့်အရာ၃ခုရှိပါတယ်ဒီရဲ့တော်တွေမှာဆရာတို့တွေအထူးသဖြင့်ဆရာတရားဒေသနာဝင်ငှားတဲ့အခါမှာအင်္ဂလိပ်လိုဆိုရင်တော့ alliteration လို့ခေါ်တဲ့စကားလုံးစင်တူလေးတွေကိုဆရာကရွေးပြီးတော့ဒီခေါင်းစဉ် outline လေးတွေမှာဆရာပေးလက်ရှိတဲ့အချက်လေးတွေနဲ့ဒီနေ့မှာလည်းပဲအဲ့လိုမျိုးစကားလုံးတူတဲ့အချက်၃ချက်လေးကိုအဓိကသင်ယူဖို့ရန်အတွက်အားလုံးကိုဆရာဒီကနေခွန်အားပေးလို့တယ်အဲ့ဒါကပထမအချက်ကိုဆရာကအတောင်းခံခြင်းတောင်းခံခြင်းဆိုပြီးတော့ပေးထားတယ်ဒုတိယအချက်ကိုတကူတော်နဲ့မိန့်ခြင်းဆိုပြီးတော့ပြောထားတယ်တတိယအချက်ကိုတုံ့ပြန်ခြင်းဆိုပြီးတော့ဆရာပေးထားတယ်အားလုံးကနော်ကျွန်တော်တို့တဝင်းဘူးနဲ့စတဲ့စကားလုံးလေးတွေဖြစ်ပါတယ်ဆိုတော့ခေါင်းစဉ်ကိုယ်တိုင်လည်းပဲမတွေ့ချင်းဆိုပြီးတော့ရှာပေးထားပါတယ်တကယ်တော့ခေါင်းစဉ်တို့ဒီအချက်လေးတွေတော့ကအဓိကကြားတဲ့အရာတော့မဟုတ်ပါဘူးအထဲမှာရှိတဲ့အကြောင်းအရာနဲ့ကျွန်တော်တို့ရဲ့အသက်တာမှာဘုရားကဒီနေ့မှာဘာကိုသင်ယူစေခြင်းလဲကျွန်တော်ဘာကိုလိုက်လျှောက်ရမလဲဆိုတဲ့အရာကအဓိကကြားတော့အရာဖြစ်ပါတယ်တကယ်တော့ခရိယန်အသက်တာဆိုတာကယူရှင်သောအသက်တာဖြစ်simple living ဖြစ်ဒါပေမဲ့ဒီယူရှင်သောအသက်တာကိုကျွန်တော်တို့တွေကအသက်မရှင်ကြဘူးအသက်မရှင်နိုင်ကြဘူးဒါကြောင့်မလို့လူသားဖြစ်တဲ့အလျောက်မြင့်ရော့တက်တဲ့သူတွေဖြစ်တဲ့အခါမှာအချိန်ချင်းခါတတိပေးဖို့လို့ကျွန်တော်တို့ရဲ့အသက်တာကိုလည်းပဲအမြဲတမ်းတတိပေးဖို့လို့စာတန်ကခရိယန်အသက်တာကိုရှုပ်ထွေးဖြစ်တဲ့ပုံစံနဲ့ကျွန်တော်တို့ကိုနှလုံးသားထဲမှာအမျိုးမျိုးနဲ့ထင်မြင်ချက်တွေပေးတတ်တကယ်တမ်းဆိုရင်တော့ယုံကြည်သူတယောက်ရဲ့အသက်တာကတမန်ကျမ်းစာဖတ်တဲ့ပုံမှန်လေးရှုတောင်းတယ်အသင်းတော်ကိုပုံမှန်လေးလာတယ်ရရှိထားတဲ့ဖျားပေးတဲ့ကောင်းချီးမင်္ဂလာပေါ်မှာရောက်ရဲတင်းတိမ်ဘယ်လို့ရှင်ကိုယ်တိုင်နဲ့အလုပ်ကြိုးစားတယ်ဘယ်လို့ရှင်ရဲ့ကိုယ့်ရဲ့အသက်တာ၌အဝိင္ဂလိသတင်းကောင်းကအလိုလိုနဲ့စီးဆင်းတယ်အဲ့လိုမျိုးလေးနဲ့ပုံမှန်လေးကျွန်တော်လောကမှာအသက်ရှင်တယ်ဆိုရင်ဒီယုံကြည်သူဟာဆိုတော့သူကြီးထွားမှာပဲနှုတ်ကပတ်တော်ကိုသိချင်းအသက်တာမှာလည်းပဲသူကအများကြီးရင့်ချက်နေမှာပဲဒါပေမဲ့ကျွန်တော်တပတ်တာလုံးရဲ့အသက်တာကိုပြန်ပြီးတော့ခွဲချမ်းကြည့်လိုက်ကျွန်တော်ရဲ့ကျမ်းစာဖတ်ခြင်းဆုတောင်းခြင်းတွေကြည့်လိုက်ပါ consistent ဆိုတဲ့ပုံမှန်အခြေအနေမရှိဘူးနော်ရောင်ရဲသောအသက်တာလည်းပဲကျွန်တော်တို့ဘဝမှာအရန်ခက်ခဲတယ်နော်အော်ဒီနေ့မှာခရိယန်တွေမြောက်များစွာဆိုရင်ပူပန်ခြင်းတွေကြောက်ရွံ့ခြင်းတွေပြီးလို့ရှိရင်နှလုံးသားထဲမှာအလိုမကျခြင်းတွေနဲ့ပြည့်နှက်တဲ့ခရိယန်တွေအများကြီးပဲဒီနေ့ပြောပြရစီအဲ့လိုခရိယန်တွေကြားထဲမှာတင်တဲ့ကျွန်တော်ပါနေတယ်
ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တာကိုဒီနေ့မှာနှုတ်ကပတ်တော်မှန်နဲ့ချင့်ချိန်ပြီးတော့ပြန်ပြုတ်ပြင်ဖို့ရန်အတွက်အများကြီးလိုအပ်တယ်။မြင်နာမှတ်ထားပါခရိယန်အသက်တာကရိုးရှင်းသောအသက်တာလေးပါ။လောကမှာအိမ်ထောင်မိသားစုမှာတဦးတစ်ယောက်ရဲ့အသက်တာမှာအကောင်းဆုံးသောအသက်တာကမြောက်ညဲတင်းတိမ်သောအသက်တာဖြစ်တယ်။ရှိတဲ့အရာလေးပေါ်မှာပျော်ရွှင်နေတာ။ဒါပေမဲ့အဲ့ဓာတွေအားလုံးရဲ့လှူဝက်ချက်ကပါလဲဆိုရင်အမြဲတမ်းမှတ်ထားကျေးဇူးတည်တတ်ခြင်းကျေးဇူးတော်ရှိမွမ်းတတ်ခြင်းဝမ်းမြောက်သောခရိယန်ဖြစ်ခြင်းလားအရင်ဦးဆုံးကျေးဇူးတော်ရှိမွမ်းတတ်သောခရိယန်သင်ဖြစ်ရရောက်ရဲသောခရိယန်သင်ဖြစ်ခြင်းလားကျေးဇူးတော်ရှိမွမ်းတတ်သောခရိယန်သင်ဖြစ်ရကျေးဇူးတုံ့ပြန်တတ်သောယုံကြည်သူသင်မဖြစ်မချင်းတော့ဘယ်တော့မှရောက်ရဲခြင်းတွေဝမ်းမြောက်ခြင်းတွေကျွန်တော်တို့ရဲ့အသက်တာမှာမလားဒီနေ့မှာကျွန်တော်တို့ကကျေးဇူးတော်ချီးမွမ်းခြင်းကိုလုပ်တဲ့အခါမှာလုပ်တဲ့အချိန်ကျွန်တော်တို့ကကြိုက်ထားတယ်တခုခုအောင်ပြီးကျေးဇူးတော်ချီးမွမ်းတယ်တခုခုသားသမီးတွေဖြစ်မြောက်ရင်ကျေးဇူးတော်ချီးမွမ်းတယ်ကျွန်တော်တို့ကျေးဇူးတော်ချီးမွမ်းခြင်းကိုကျွန်တော်ကအချိန်ကြိုက်ထားတယ်ဒါပေမဲ့ကြံတဲ့အချိန်တွေမှာတော့ယုံကြည်သူခရိယန်တွေမြောက်များဆိုတာကအင်္ဂလိပ်လိုဆိုတော့ murmuring ပေါ့တစ်ချိန်လုံးဘယ်လိုပြောမလဲပွားစီနဲ့လိုအပ်တဲ့အရာတွေကိုပဲမပြည့်စုံတဲ့အရာတွေကိုပဲသူတို့တွေပြောတတ်ကြတယ်ဒါကြောင့်မလို့ယူရှင်သောခရိယန်အသက်တာအဲ့ဒီအထဲမှာဂျေဇုတည်တတ်ခြင်းဂျေဇုတော်ချီးမွမ်းခြင်းဆိုတာပါတယ်ဒီနေ့မှာဂျေဇုတော်ချီးမွမ်းခြင်းဆိုတာရွေးချယ်မှုနော်ဘယ်လိုအခြေအနေပဲရောက်ပါစေကျွန်တော်ဂျေဇုတော်ချီးမွမ်းမယ်ဆိုပြီးတော့သင်ကရွေးချယ်ရတယ်ခုနကဆရာလမ်းတောင်ပြောတဲ့အခါမှာရည်စရာကောင်းတယ်လို့လူလေးနဲ့ပြောပေမဲ့သိမှန်တယ်နေမကောင်းတဲ့အခါမှာလက်တစ်ပြက်နဲ့မလူချင်တဲ့အရာဖြစ်လာတယ်ပေါ့နော်နိုင်ငံရေးပြိပခနဲ့ထွက်ပြေးရမယ့်အခြေအနေတွေရောက်လာတဲ့အခါမှာချွေးတွေထွက်ပြီးတော့ဟာကျေးဇူးတော်ပဲကျွန်တော်ကောင်းသွားပြီအဲ့ဒီလိုအသက်တာကတကယ်တမ်းဆိုရင်တော့အမတ်တမဲ့မဖြစ်ရဘူးအဲ့ဒါရွေးချယ်မှုကနေလာရတယ်ဒီနေ့မှာသင်ရွေးချယ်မလားကျေးဇူးတော်ချီးမွမ်းဖို့ရန်အတွက်ကျေးဇူးတည်တတ်ခြင်းကိုသင်ရွေးချယ်မလားဒီနေ့မှာဆရာရဲ့အသက်တာမှာလည်းပဲကျေးဇူးတော်ချီးမွမ်းခြင်းအသက်တာကိုရွေးချယ်ဖို့ရန်အတွက်မနှင်းညကလည်းဒီတရားဒေသနာနဲ့ကိုယ့်ကိုယ်ပြန်ပြီးတော့ဆင်ခြင်လူဘဝမှာဆရာပြောမယ်ကျေးဇူးတော်ချီးမွမ်းခြင်းဆိုတာကိုကိုယ်တိုင်မရွေးချယ်ပဲနဲ့အသက်မရှိရင်တော့လူဘဝမှာရောက်ရဲတင်းတိမ်နေဆိုတာအယံခက်ပါပတ်စံ1000ရတဲ့သူကကျေးဇူးတော်မချီးမွမ်းတတ်ရင်1000လိုချင်တယ်1000ရသွားတဲ့အခါမှာလည်းပဲ3သိန်းလိုချင်မယ်3သိန်းရသွားတဲ့အခါမှာ10သိန်းလိုချင်မယ်10သိန်းရသွားတဲ့အခါမှာလည်းမလောက်သေးဘူးသိန်း20လိုချင်မယ်သိန်း200လိုချင်မယ်ဒါပေမဲ့ကျေးဇူးတော်ချီးမွမ်းတတ်တော်သူက1000 2000လေးကိုကိုရောကျေးဇူးတင်လိုက်တာဒီရာကိုရောကြောင့်ဖြစ်တယ်ကိုရောရှိရင်ဆိုတော့ဘုရားသခင်ထံမှာကျေးဇူးတင်တက်လိုက်တဲ့အခါမှာသူ့အသက်တာမှာရောက်ရဲတင်းတိမ်ခြင်းဆိုတဲ့အရာကိုသူကမွေးထုတ်လိုက်ယုံတင်မကဘူးဖယားကနေမှသူ့ကိုဝမ်းမြောက်ခြင်းသူ့ကိုပေးလိုက်တယ်အဲ့ဒီလိုယူရှင်းတဲ့အသက်တာကိုဒီမှာထိုင်နေတဲ့ကျွန်တော်တို့အသင်းသူသင်းသားတွေကရွေးချယ်ပြီးတော့အသက်မရှင်ဘူးဆိုတော့ဘယ်တော့မှဘဝမှာလူအင်ဆန္ဒပြည့်မှာမဟုတ်ကနေဦးယုံကြည်သူတွေကဘာကြောင့်ဘဝမှာလူအင်ဆန္ဒပြည့်စုံတယ်လဲဆိုရင်တော့သူတို့ကယ်တင်ခြင်းရတယ်ကျေးဇူးတော်ကြောင့်ငရဲကနေလွတ်မြောက်တယ်ယေရှုခရစ်တော်ကသူတို့အသေးခံတဲ့3ရက်မြောက်မှာရှင်ပြန်ထမြောက်တယ်ဆိုတော့ကိုသူတို့သိပြီးတဲ့နောက်ပိုင်းမှာသူတို့ရဲ့ထာဝရအိမ်တော်သူတို့တွားရမယ့်အရာကိုသူတို့သိတဲ့အခါမှာလောကမှာသူတို့ခရစ်တော်၌ဝမ်းမြောက်တယ်မရှိရင်လည်းပဲဘုရားကိုသူတို့ကကျေးဇူးတော်ချီးမွမ်းတယ်ဒါကြောင့်မို့သူတို့ရောက်ရဲတင်းတိမ်ပြီးတော့နှလုံးသားထဲမှာလူအင်ပြည့်စုံတယ်လို့သူတို့ဖြစ်နေတာဒီနေ့မှာကျွန်တော်တို့ရဲ့လူအချက်တွေကိုပဲတစ်ချိန်လုံးကြည်နေမြင်နေပြီးတော့ပွားစီနဲ့အမြဲတမ်းပြောနေတဲ့ခရိယန်ဖြစ်နေတဲ့ရွေးကတော့ရောက်ရဲတင်းနေခြင်းဆိုတာဘယ်တော့မှဖြစ်မှာမဟုတ်ဒါကြောင့်ဒီနေ့မှာရွေးချယ်ပါအရန်ကိုအရေးကြီးတယ်ရှင်လုကာအခန်းကြီး7ကျွန်တော်တို့ကြည့်တဲ့အခါမှာဒီဟာကအခန်းကြီး9နဲ့ကျွန်တော်တို့ချိတ်ဆက်ရတခုလုံးကိုကျွန်တော်နားလည်ရမယ့်အရာကအခန်းကြီး9မှာယေရှုခရစ်တော်ကယေရုရှလင်ဘက်ကိုသူသွားဖို့ရန်အတွက်ပြင်ဆင်ပြီးတနည်းအားဖြင့်ဆိုရင်တော့ခရစ်တော်ကသူ့ရဲ့လှုပ်ဆောင်ရမယ့်
လမ်းစဉ်ယေရုရှလင်မြို့ကရာနီတောင်ကုန်းမှာအသေးခံဖို့ရန်အတွက်သူပြင်ဆင်နေတဲ့လမ်းခရီးဖြစ်တယ်အဲ့ဒါနောက်ခံကြောင်းယေရုရှလင်မြို့ဘက်ကိုခရစ်တော်ကဒီမှာလာနေပြီလာတဲ့အခါမှာပိုင်းငယ်7မှာရှမာရိနဲ့ဂါလိလဲပြည်ဆက်ကြားမှာသူရောက်နေတယ်ရှမာရိဆိုတာကအလုံးသိကြပြီးသားသူတို့တွေကိုဂျူးလူမျိုးတွေကအထင်သေးတယ်ဘာဖြစ်လို့လဲတပားအမျိုးသားတွေနဲ့သူတို့ကယူပြီးတော့မွေးလာတဲ့ကလေးတွေရှမာရိဆိုတာဂျူးလူမျိုးတွေကယွန်းနဲ့တနည်းအားဖြင့်သူတို့တွေကဂျန်တာလူမျိုးတပားအမျိုးသားတွေနဲ့မကွာဘူးအတူတူပဲဂျူးလူမျိုးတွေကသူတို့ကိုသူတို့မြင့်မြတ်တဲ့အမျိုးအာဗြဟံရဲ့အမျိုးဖျားရွေးချယ်ထားတဲ့အမျိုးဆိုပြီးတော့ထင်တဲ့သူတွေဒါကြောင့်တခြားအမျိုးနဲ့ယူပြီးတော့မွေးလာတာမျိုးကိုသူတို့လုံးဝယွန်းတယ်ယေရှုခရစ်တော်ကယေရုရှလင်မြို့ကိုသူသွားဖို့ရန်အတွက်လှုပ်တဲ့အခါမှာရှမာရိနဲ့ဂါလိလဲဆိုတာတကယ်ဂျူးစစ်တယ်ဂျူးစစ်နဲ့ဂျူးမစစ်တဲ့တပားမျိုးသားတွေနဲ့ရောတဲ့သူဆက်ကြားထဲမှာခရစ်တော်ကရှောက်သွားတယ်ဆိုကြတဲ့ကဒီနေရာမှာကျွန်တော်တို့ဝိညာဉ်ရေးရာအပိုင်းမှာလည်းပဲတွေးတောလို့ရတဲ့အရာရှိတယ်အဲ့ဒါဘာလဲဆိုတော့ခရစ်တော်ကလက်ဝါးကားတိုင်းမှာသူအသေးခံပြီးလှုပ်သွားမယ့်အရာကဂျူးတပားမျိုးသားနဲ့မဆိုင်ဘူးဂျူးလူမျိုးဖြစ်စေတပားမျိုးသားဖြစ်စေကရင်ဖြစ်စေကချင်ဖြစ်စေဘယ်သူတွေအတွက်ပဲမဆိုခရစ်တော်ကအသေးခံဖို့ရန်အတွက်ငါကြွလာတယ်ဆိုတဲ့အရာကိုကျွန်တော်တို့ဒီနေရာမှာတွေ့နိုင်တယ်ယေရှုခရစ်တော်လောကကိုကြွလာတဲ့အခါမှာနိုင်ငံတော်နဲ့ရှင်သောဧဝံဂေလိသတင်းကောင်းကိုသူဟောတယ်လို့ခဏခဏတွေ့တယ်မလားမိကုံမေးပြရစေနိုင်ငံတော်နဲ့ရှင်သောဆိုတာဘယ်သူနိုင်ငံတော်လဲယောမနိုင်ငံတော်မဟုတ်ဘူးအမေရိကန်နိုင်ငံတော်မဟုတ်ဘူးခရစ်တော်ရဲ့နိုင်ငံတော်ကိုပြောတာဒီနိုင်ငံတော်ထဲမှာဘယ်သူဝင်လို့ရလဲဂျူးလူမျိုးတွေပဲလားမဟုတ်ဘူးတပားလူမျိုးတွေပဲလားမဟုတ်ဘူးအားလုံးဝင်လို့ရတဲ့နိုင်ငံတော်ကိုတည်ထောင်ဖို့ရန်အတွက်ခရစ်တော်ကဘယင်ကလောကကိုကြွလာခရစ်တော်ကိုယ်တိုင်ဘယင်ကိုယ်တိုင်အဲ့ဒီနိုင်ငံတော်ကိုဥဆောင်မဲ့ဘယင်ကိုယ်တိုင်အခုလောကမှာကြွလာခဲ့တယ်အဲ့ဒီနိုင်ငံတော်ကြီးကဘယ်ချိန်မှပြန်ပြီးတော့တည်ထောင်မှုရှိမလဲယေရှုခရစ်တော်ကိုယ်တိုင်နောက်တစ်ချိန်ပြန်ကြွလာတဲ့အခါမှာခန္ဓာရေးရာပိုင်းနဲ့လောကမှာနိုင်ငံတော်ကိုသူတည်ထောင်မယ်အဲ့ဒါဆရာပြောပြရစီခရစ်တော်ရဲ့နိုင်ငံတော်ကဘုရားသားသမီးတွေရဲ့အသက်တာမှာတည်ထောင်ပြီးပြီကျွန်တော်တို့ရဲ့အသက်တာမှာသူကိုယ်တိုင်ကကျွန်တော်တို့ရဲ့ဘယင်ဖြစ်တဲ့အခါမှာခရစ်တော်ရဲ့နိုင်ငံတော်လို့ပြောတိုင်းခရစ်တော်ရဲ့အုပ်စိုးခြင်းအုပ်ချုပ်ခြင်းကိုယဉ်ညွှန်းတာဖြစ်ဒါကြောင့်ဒီနေ့မှာကျွန်တော်တို့တွေကနိုင်ငံတော်ရဲ့ခရစ်တော်ရဲ့နိုင်ငံတော်မှာဝင်တဲ့ဘုရားသားသမီးများဖြစ်တယ်လို့ပြောလို့ရတယ်နောက်ပြီးတော့ကျွန်တော်နားလည်ရမယ့်အရာတစ်ခုကယွာတယွာသူဝင်တဲ့အခါမှာဆိုပြီးတော့ဒီမှာကျွန်တော်တွေ့နိုင်တယ်နူနာဆွဲသောသူတစ်ကြိတ်ခရီးဥကျူပြုတ်၍ဒီမှာတရိထားတော့အဝေးကရက်လျက်နူနာဆွဲသောသူတွေတစ်ကြိတ်10ယောက်ရှိတယ်တစ်ကြိတ်ဆိုတော့10ယောက်အဲ့ဒီ10ယောက်အဝေးကနေရက်တယ်ဘာကြောင့်လဲနူနာဆွဲသောသူတွေရဲ့အခြေအနေကဝတ်ပြုရခြင်းအခန်းကြီး73နဲ့14မှာတေချာလေးလာလို့ရတယ်နူနာဆွဲသောသူမှန်သမျှကယွန်ရှာခြင်းခံရတယ်မိသားစုကနေခွဲထုတ်ခြင်းခံရတယ်သူတွေအဖွဲ့အစည်းထဲမှာနေလို့မရဘူးဗိမာန်တော်နဲ့သူတို့ဝေးရတယ်သူများတွေရဲ့အထင်သေးခြင်းကိုခံရတယ်တနည်းအားဖြင့်အသက်တာရှင်တာတည်နေတယ်လို့ပဲသူတို့ရဲ့ဘဝကတိတ်ခတ်ခဲတယ်အင်္ဂလိပ်လိုဆိုတော့ outcast အမောင်ထဲမှာနေရတဲ့ဘဝပဲဒီနူနာကြီးကသူတို့ရဲ့ဘဝရဲ့မျှော်လင့်ချက်အကုန်လုံးကိုဖျက်ဆီးတာအဲ့လိုအခြေအနေနူနာတစ်ကြိတ်ကဒါကြောင့်မလို့သူတို့ကအဝေးမှာမြို့ပြင်ဖက်မှာနေရတဲ့သူတွေအထဲမှာမနေရဘူးဘလောက်ထိနာကျင်စရာကောင်းလဲကိုမိသားစုကိုဘလောက်တတိယမလဲကျွန်တော်အထင်သေးခံတာဘယ်သူမှကြိုက်တာမဟုတ်ဘူးဟုတ်တယ်မလားဘာမှမရှိရင်တော့ကျွန်တော်တို့အထင်သေးတဲ့မျက်လုံးနဲ့ကြည့်ကျွန်တော်အရန်စိတ်ဆိုးတယ်ဩခရိယန်ရဲ့အသက်တာမှာဆရာပြောပြရစီခက်တယ်နော်ကျွန်တော်ရဲ့နှလုံးသားအသက်တာအတ္တမာနတွေအကုန်လုံးပြိုလဲကြေကွဲတဲ့သူတယောက်ကတော့အထင်သေးတာလည်းခံနိုင်ပါတယ်ဒါပေမဲ့ပြောချင်တာကမလွယ်ဘူးဘယ်သူမှဆိုအထင်သေးတာလည်းမခံနော်အထင်သေးတာခံနိုင်ဖို့ဆိုတာစင်ရသားလားချမ်းသာတဲ့သူလားစာတော်တဲ့သူလားမတော်တဲ့သူလားအထင်သေးတာခံရတာခက်တယ်။အော်ဒီနူနာဆွဲတဲ့သူတွေကမိသားစုထဲမှာလည်းပဲအငယ်ဆုံးသောသူအထင်သေးခြင်းဟိုးအဝေးဆုံးမှာဘာဆိုဘာမှသူတို့ဘဝမှာမရှိတော့တဲ့သူတွေဖြစ်တယ်။ဒါပေမဲ့သူတို့ခရစ်တော်ရဲ့အကြောင်းကိုသူတို့ကြားတာခရစ်တော်ကလူတိုင်းကိုချစ်တယ်။မျက်မမြင်တွေကိုလည်းမြင်စေတယ်။နော်ကျွန်တော်တို့ခန္ဓာရေးရပိုင်းမှာလမ်းမလျှောက်တဲ့ဒီကျွန်တော်တို့ဒုက္ခိတတွေကိုလည်းနေကောင်းချမ်းသာစေသူတို့ကြားတယ်။ဒါကြောင့်ယေရှုခရစ်တော်ရောက်လာတဲ့အခါမှာအဝေးကနေသူတို့ခရစ်တော်ကိုကြိုဆိုတယ်။အမေသူတို့ခရစ်တော်ကိုကြိုဆိုတဲ့အခါမှာ
တို့ကြိုဆိုတဲ့နှလုံးသားဆိုတာရှိဘာအတွက်ကြိုဆိုတယ်လဲဒီနေ့မှာဘုရားเจ้าကိုလာတယ်ဘာအတွက်လာတယ်ဘာကြောင့်လာတယ်လဲဆိုတဲ့နှလုံးသားရှိကျွန်တော်နှလုံးသားကဘယ်လိုနှလုံးသားလဲအရေးကြီးတယ်နောက်ပြီးတော့နားလေရမှာကဒီလူမျိုးအနာရောဂါကင်းပြောက်ခြင်းဆိုတာ leprosy ဆိုတဲ့နူနာယောဂါကသူ့အချိန်ကာလတုန်းကဆေးမရှိဘူးဒီနူနာယောဂါကကူးဆက်နိုင်တဲ့အတွက်ကြောင့်နော်သူတို့ကမြို့ပြင်မှာထားရတာသူတို့အချင်းချင်းပဲသွားနေရန်ကြီးပတ်တယ်ဒီနူနာကနေပျောက်ကင်းသွားတယ်ဆိုတာဘယ်ဆရာဝန်မှမတတ်နိုင်တဲ့ခန္ဓာပိုင်းပြဿနာဖြစ်ယောဂအဲ့ဒီကာလတုန်းကအကြီးကျယ်အခုဒီဆရာတို့ကင်ဆာယောဂပျောက်တယ်ဆိုတာလည်းအင်မတန်မှရှားပါတယ်နော်ကင်ဆာပျောက်တယ်ဆိုတာရှိတော့ရှိတယ်အင်မတန်ရှားတယ်တကယ်ကင်ဆာပျောက်စီးဆိုတာအခုထိတော့မရှိသေးပါဘူးအဲ့ဒီကာလနဲ့စဉ်းစားမယ်ဆိုတော့ကင်ဆာလို့ပြောရင်လည်းမမှားပါဆိုတော့နူနာထားလိုက်ပါအောင်ယောဂတခုခုပျောက်ပြီဆိုရင်တော့အမြဲတမ်းရစ်ပရောဟိတ်စီမှာအရင်သွားပြရတယ်အဲ့ဒါဂျူးလူမျိုးရဲ့ထုံးစံပျောက်တယ်လို့ဒီတိုင်းသူတို့ပြောလို့မရဘူးရစ်ပရောဟိတ်စီမှာသွားရတယ်ရစ်ပရောဟိတ်ကအကုန်လုံးကြည့်ရတယ်ပျောက်သွားပြီဆိုတဲ့အခါမှာပဲရစ်ပရောဟိတ်ကသူဒီတန့်ရှင်းစင်ကြယ်သွားပြီလို့လူတွေထမ်းမှာအတိမတ်ပြုတ်ပြီးတော့ပြောလိုက်မှပဲဒီလိုဟာဆိုရင်အဖွဲ့အစည်းလူပေါင်းတဲ့ပြန်ဝင်လို့ရတယ်ရစ်ပရောဟိတ်ရဲ့အခြေအနေကအင်မတန်မှအရေးကြီးတယ်အဲ့ဒါကဝတ်ပြုရခြင်းအခန်းကြီး14ထဲမှာဓမ္မဟောင်းကျမ်းမှာပြောထားပြီးသားဒါကနောက်ခံကြောင်းဖြစ်ကဲခရစ်တော်ကြွလာတဲ့အခါမှာအချိတ်တော်သူတွေအဲ့ထဲမှာတယောက်ကရှမာရိလူမျိုးနူနာချင်းချင်းထဲမှာတော့မှနှိမ့်တဲ့နူနာပေါ့ပါနေတယ်တခြားနူနာတွေရဲ့နာမည်ကတေချာအတိအကျမဖော်ပြထားဘူးဘာလူမျိုးလဲဆိုတာမမြင်ရတဲ့အတွက်ကြောင့်တခြားသူတွေကရှမာရိမဟုတ်ဘူးပုံမှန်ဂျူးတွေပဲပထမဦးဆုံးကျွန်တော်ဗာတွေ့ရတယ်တောင်းခံခြင်းတွေ့ရတယ်ယေရှုကိုတကယ်ယေရှုကျွန်တော်တို့ကိုကယ်မတနာတော်မူပါဟစ်ကြော်ကြ၏ခရစ်တော်ထံမှာသူတို့တောင်းခံတယ်ဘာကိုတောင်းခံတာလဲကိုတော်ကျွန်တော်တို့ကိုကယ်ပါကိုတော်ကျွန်တော်တို့ကိုတနာပါယေရှုခရစ်တော်ကရှင်မသက်အခန်းကြီး9မှာပိုင်းငယ်35ကနေ38ကျွန်တော်ကြည့်တဲ့အခါမှာလူအုပ်ကြီးကိုမြင်တဲ့အခါမှာဂယုဏတက်ရောက်တယ်တနာတယ်တနာချင်းဂယုဏနဲ့ပြည့်နှက်တဲ့အရှင်ကယေရှုခရစ်တော်ဖြစ်ဒီနေ့မှာကျွန်တော်တို့ခရစ်တော်ထံမှာဆုတောင်းဖူးတဲ့သူတွေဘယ်နှယောက်ရှိလဲဖခင်ထံမှာဆုတောင်းဖူးတဲ့သူတွေကိုတော်ကျွန်တော်ကျမ်းမာရေးအတွက်ကိုတော်ကျွန်တော်ငွေရေးချက်ခက်ခဲအတွက်ကိုတော်ကျွန်တော်တို့ရဲ့အခြေအနေအတွက်ဒီထဲမှာဆုမတောင်းဖူးတဲ့သူတယောက်မှမရှိဘူးမလားဘာကြောင့်ကျွန်တော်ဆုတောင်းတာလဲကျွန်တော်တို့သိတယ်ဖခင်သခင်ကကျွန်တော်ဆုတောင်းခြင်းကိုနားညောင်းပြီးတနာတတ်တော်ဖခင်ဖြစ်တယ်ဆိုတာကိုကျွန်တော်တို့သိတယ်ဖခင်သခင်ရဲ့ဂရုဏာတော်ဟာလေဒီနေ့မှာလောကသားတွေရဲ့အသက်တာမှာအခုထက်ထိကျွန်တော်တို့နားလည်လို့မရဘူးကျွန်တော်တို့မရတဲ့အရာတွေအများကြီးဒီနေ့မှာခံစားရတယ်ဒီနေ့မှာကျွန်တော်အသက်ရှင်ခွင့်ရတယ်ဒါမရသင့်ဘူးလေကျွန်တော်တို့ရသင့်တဲ့အရာကတကယ်လားဆိုတော့ငရဲမှာတည်ပြီးတော့ပျက်စီးဖို့ရန်အတွက်ပဲအပြစ်တရားရဲ့အခါကပါလေတည်ခြင်းတကယ်လားဆိုတော့နူနာယောဂါဆိုတာကအပြစ်နဲ့အတူတူပဲနောက်ဆုံးမှာလူအသက်ကိုတတ်တယ်လို့မျိုးအပြစ်ကလူတွေရဲ့အသက်ကိုဖျားသခင်နဲ့လူတွေရဲ့ဝိညာဉ်ကိုထာဝရဝေးကွာပြီးတော့ငရဲမှာချတယ်ဒုတိယတည်ခြင်းကိုရောက်အောင်လုပ်နူနာဆွဲခြင်းဟာအပြစ်ဆွဲခြင်းနဲ့အတူတူပဲဒီနူနာယောဂါဆွဲတဲ့သူတွေကကိုရောကျွန်တော်တို့ကိုတဏှာပါဆိုပြီးတော့အတနာခံသူတို့ဆုတောင်းပါတယ်ခရစ်တော်ကသူတို့ကိုတဏှာတယ်ချက်ချင်းပဲသူတို့တောင်းခံတဲ့အရာခရစ်တော်ကဘယ်လိုပြန်ဖြေတယ်လဲယေရှုကမြင်တော်မူလင်သင်တို့သည်ယစ်ပရောဟိတ်ထံသို့သွား၍ကိုကိုပြချလောဟုမိန့်တော်မူသည့်အတိုင်းဟဲ့အော်စရာကောင်းတယ်ခရစ်တော်ကသူတို့ကိုချက်ချင်းပဲပျောက်စေလို့မပြောဘူးနော်သွားလိုက်ယစ်ပရောဟိတ်စီမှာသွားပြလိုက်တော့မင်းတို့နာခံရင်ပျောက်မှာပဲချက်ချင်းပဲဒီ10ယောက်စလုံးကယစ်ပရောဟိတ်ထံမှာသူတို့သွားတယ်နာခံခြင်းကတော့အမြဲတမ်းအဆုံးမှာကောင်းချီးမင်္ဂလာဖြစ်စေတယ်ဆိုတာကျွန်တော်ငြင်းလို့မရဘူး
နိုင်ငံတော်နဲ့ပြောင်းမချင်းကိုရှာတဲ့သူကနောက်မှထိုရာများကိုဖျားပေးမယ်ဆိုတာယုံကြည်ပြီးတော့နာခံရင်ကျွန်တော်တို့တေချာပေါက်ညီဆိုင်ရသူတို့ဒီတွားစင်တွင်နဲ့ကြည့်လိုက်နော်တန့်ရှင်းခြင်းသူယောက်ျားသူတို့နာခံလိုက်တဲ့အခါမှာအားလုံးတန့်ရှင်းခြင်းသူရောက်တယ်မိခိုးမေးမယ်ဒီတန့်ရှင်းခြင်းကဝိညာဉ်တန့်ရှင်းခြင်းလားခန္ဓာတန့်ရှင်းခြင်းလားဒီဟာကိုကျွန်တော်တို့ကျမ်းပိုက်ကိုအပေါ်အောက်ကြည့်တဲ့အခါမှာခန္ဓာယောဂပျောက်ကင်းပြီးတော့တန့်ရှင်းခြင်းသူတို့တွားနေရင်းနဲ့ပျောက်သွားတာဟောတိတာတယ်လေနော် leprosy နူနာဆိုတာခန္ဓာမျက်နှာတွေမှာအကုန်လုံးဒီလိုရွေးပလိန်ထနေတဲ့ယွန်စရာကောင်းတဲ့ယောဂဆိုတော့တွားနေရင်းနဲ့ပျောက်တယ်ဆိုတာသူတို့သိတာပေါ့ဟာပျောက်သွားပြီအယံဝမ်းသာတယ်သူတို့ရဲ့အယံတောင့်တနေတဲ့မိသားစုမြင်ချင်တဲ့မိသားစုကိုသူတို့တွေးမှာပဲအယံစားချင်နေတဲ့အစားအစာတွေတွားချင်နေတဲ့နေရာတွေနှလုံးသားထဲမှာအမျိုးမျိုးသူတို့ရှိမှာပဲယောဂပျောက်သွားတဲ့အခါတိတ်ပျော်တာသူတို့တွေခရစ်တော်စကားကိုသူတို့နာခံတယ်ဂယုဏရှင်ရဲ့ပြောတဲ့မိန့်တဲ့အရာကိုသူတို့လုပ်တဲ့အခါမှာကောင်းကြီးခံစားရချက်ပြောမယ်တော့ဒီနေ့မှာပေးကမ်းခြင်းအသက်တာကပေးကမ်းတော်သူကိုပေးကမ်းတော်သူကကောင်းကြီးရတယ်ဆိုတာခရိယန်အသက်တာပဲမဟုတ်ဘူးနော်လောကမှာလည်းပဲအတူတူပဲရက်ရောတော်သူကလောကအရာသူတို့လည်းကောင်းကြီးရတယ်ဒီဟာကကျွန်တော်ခရိယန်ထဲမှာကြီးပဲကျွန်တော်တို့ပြောရမယ့်အရာမဟုတ်ဘူးဒါဘုရားသခင်ရဲ့လောဘုရားသခင်ရဲ့မြို့ပရိသတ်အတင်းတော်ထဲမှာဒါဆရာတို့ပြောနေတာတကယ်တမ်းဆိုရင်တော့ယုံကြည်သူတွေမြောက်များစွာကကစီနဲလို့ဒါဆရာတို့ပြောနေတာမယုံကြည်သူတွေလည်းပဲကြီးပွားနေတာတချို့တွေဘာဖြစ်လို့လဲသူတို့ကိုယ်တိုင်ကရက်ရောလို့ခရိယန်မဟုတ်ဘူးဘုရားသားသမီးမဟုတ်တော့ညာလဲဘုရားဖန်ဆင်းထားတဲ့ဘုရားတည်ဆောက်ထားတဲ့လောကဒဏ်တရားထဲမှာပါပြီးသားအဲ့ဒါကိုနာခံရင်ကောင်းကြီးရတယ်ထိုနည်းတူပဲဒီထဲမှာဒီ10ယောက်ကိုခရစ်တော်ကပြောလိုက်တဲ့အခါမှာတွားပါလို့ပြောတဲ့အခါမှာသူနာခံတဲ့အခါမှာသူတို့ဘာကိုခံစားရလဲခရစ်တော်ရဲ့တကူးကိုခံစားရတယ်တတိထားတော့တကူးကိုခံစားတိုင်းကဲတင်ခြင်းရသွားတာမဟုတ်ဘူးတိလားတချို့တွေကဖျားเจ้าမှာတချို့တွေကအနာရောဂါငင်းချင်းလိုချင်လို့လာပြီးတော့တင်းဦးဆရာတွေကဆူတောင်းပေးတယ်တကယ်ပျောက်တာရှိပါတယ်သူတို့ပျောက်ဖို့ရန်အတွက်လောက်ပဲသူတို့လာပြီးတော့ပျောက်တော့ပျောက်တယ်ဝိညာဉ်ပိုင်းကဲတင်ခြင်းမရတဲ့သူတွေတပုံတပင်ကြီးကမ္ဘာလောကကြီးမှာရှိဒါကြောင့်မို့လို့တကူးကိုခံစားတိုင်းတကူးကိုမီးစမ်းတိုင်းပျောက်ကင်းခြင်းတွေအသက်တာမှာရှိတိုင်းကဲတင်ခြင်းရသွားတာမဟုတ်ဘူးကဲတင်ခြင်းဆိုတာကတကူးကြောင့်ပျောက်သွားတဲ့အပေါ်မှာပျော်တာမဟုတ်ပဲနဲ့ပျောက်သွားအောင်ကုသပေးတဲ့တကူးရှင်ကိုလူချင်းတော့အသက်တာကကဲတင်ခြင်းဖြစ်ရည်ရည်ကြီးတယ်ဒါကြောင့်မို့ခရိယန်ဖျားเจ้าတွေမှာတချို့တွေစံလူကျင်လို့လာတယ်တချို့တွေစီလူကျင်လို့လာတယ်ချီးမွမ်းပြတယ်သူတို့တွေအဲ့လိုမှနေရင်းနဲ့ရတယ်ပျော်တလူလိုတော့ဖြစ်တယ်ဒါပေမဲ့အဲ့ဒီပျော်ရွှင်ခြင်းကဝိညာဉ်ပျော်ရွှင်ခြင်းမဟုတ်ဘူးအဲ့ဒါကခန္ဓာပိုင်းခံစားချက်လောက်ပဲပျော်ရွှင်ခြင်းဒါပေမဲ့ကဲတင်ခြင်းတော့လုံးဝမရတဲ့သူတွေတပုံတပင်ကြီးတချို့တွေဘုရားเจ้าကိုလာကြတယ်ဘုရားเจ้าနဲ့ဆရာနဲ့နှိုင်းပြီးပြောပြရစီဒီမှာတချင်းဦးဆောင်တယ်ဂီတာတီးတယ်ပီယာနိုတီးတယ်ကီးဘုတ်တီးတယ်ဘေ့စ်တွေလုပ်တယ်ပျော်ကြတယ်ပြောလိုက်ရင်တော့ဘုရားเจ้าမှာကျွန်တော်ဒါတီးတယ်ဒါလုပ်တယ်အမေသူတို့ရဲ့အသက်တာမှာနှုတ်ကပတ်တော်ကိုတကယ်ဝင်ငှရင်လားအမှုတော်မြတ်မှာစတေးခံဖို့ရန်တာလုံးဝစံနှမရှိတဲ့သူတွေဘာဖြစ်လို့လဲသူတို့ရဲ့အတွင်းဝိညာဉ်ကဖျားနဲ့ချိတ်ဆက်ခြင်းဘောနဂန်ဆိုတဲ့ဒုတိယမွေးခြင်းမရှိတဲ့သူတွေအများကြီးပဲယူဒရှကာယုတ်ကတော့ယေရှုခရစ်တော်ကသွားပါမင်းတို့ကိုနတ်ဆိုးတွေကိုနှင်ထုတ်တဲ့တကုန်းငါပေးတယ်လို့ပြောတဲ့အခါမှာသူလည်းနာခံပြီးတော့သွားတာပဲအဲ့လိုနာခံပြီးသွားလို့ယူဒရှကာတို့ကဝိညာဉ်တော်ကြီးနဲ့ပြီးဝနေတာမျိုးမဟုတ်ပါဘူးအဲ့ကျမ်းပိုက်ကလေးကိုကောက်ယူပြီးတော့ယူဒရှကာယုတ်ကဝိညာဉ်တော်နဲ့ပြီးဝသွားပြီးတော့ဘယ်လိုဖြစ်ပြီးတော့သူကနောက်ပိုင်းမှာငရဲသားပြန်ဖြစ်သွားလဲသူကဲတင်ချင်းပျောက်သွားတာလားဒါဆိုရင်တော့ကဲတင်ချင်းပျောက်နိုင်ပါတယ်ဆိုပြီးတော့တင်ကြတဲ့အဖွဲ့ရှိတယ်ကျမ်းစာကိုကြိုက်တယ်လို့မယူနဲ့အဲ့ဒီကျမ်းစာထဲမှာတပည့်တော်အယောက်80ခရစ်တော်ကစေလွတ်တဲ့အခါမှာ
သွားပါမင်းတို့နတ်ဆိုးတွေကိုနင်ထုတ်ချင်းကိုငါအခွင့်ပေးတယ်လို့ပြောတဲ့အခါမှာယူဒရှကာလူတဦးတယောက်ကဝိညာဉ်တော်နဲ့ပြေဝသွားတယ်ဆိုတဲ့အပိုက်မပါဘူးအဲ့လိုအပိုက်ပါရင်တော့စဉ်းစားစရာတော့ရှိမှာပေါ့ဒါကြောင့်လို့ဖခင်ရဲ့စကားကိုနာခံပြီးတော့လှုပ်တဲ့အခါမှာမယုံကြည်သူတွေတောင်မှလှုပ်တဲ့အခါမှာဖခင်ရဲ့တကူးကိုသူတို့တွေ့နိုင်တာပေါ့ဒါပေမဲ့အဲ့ဒီလိုတွေ့တိုင်းအဲ့ဒီတကူးပေးတဲ့တကူးရှင်နဲ့ဆက်နွယ်မှုအဲ့ဒီတကူးရှင်ကိုလူချင်းတဲ့အသက်တာမရှိသေးတော့ကဲတင်ချင်းမဟုတ်ဘူးဒါကြောင့်ကျွန်တော်အသင်းတော်တွေမှာဖျားလို့တတိုင်းကျွန်တော်တို့တွေကကဲတင်ချင်းရတယ်လို့မတတ်မှတ်ရဲဘူးဒါပေမဲ့တေချာတာကသူတို့တောင်းခံတယ်သူတို့အခုချိန်မှာတကိုးတော်ကိုခံစားရတယ်တိုက်ရှင်းလို့ရောက်ကြတယ်အပိုင်ငယ်15ရောက်လာတဲ့အခါမှာချိုသူတို့တွေတယောက်တော်သူကတဲ့ကြည့်လိုက်နော်အနာယောဂကင်းလွတ်ဒီကိုသိမြင်လေဒီလူကနာယောဂပျောက်သွားတာဟာသူသိလိုက်တဲ့အခါမှာသူလည်းပျော်တယ်သူလည်းစိတ်ခံစားချက်အပြည့်ဝရှိမှာပဲမိဘတွေကိုသွားပွေဖက်ချင်မှာပဲသူ့မှာနှလုံးသားထဲမှာလှုပ်ချင်တဲ့အရာတွေအများကြီးရှိမှာပဲဒါပေမဲ့ तू သိမြင်လိုက်တဲ့အခါမှာ तू ဘာလို့လဲခဏရက်တယ်ခဏနေဦးပျောက်သွားပြီအော်ပျောက်သွားပြီပျောက်သွားအောင်ငါ့ကိုဖေးမပေးတဲ့အရှင် तू မမေ့ဘူးခရိယန်နေကျွန်တော်တို့မြောက်များစွာသောအချိန်တွေမှာကျွန်တော်တို့အသက်တာမှာဖျားလှုပ်တဲ့အရာတွေကိုမေ့ပြီးတော့ဆူတောင်းပြီးအဖြေပေးတဲ့အခါမှာအဖြေပေးတဲ့ဖျားကိုပြန်မေ့တဲ့ခရိယန်တွေဘယ်လောက်များလဲလူအပ်တဲ့အခါမှာဖျားကိုဂတိတွေပေးတဲ့ကိုရောရဲ့ဒီလိုလုပ်ရင်ဒီလိုလုပ်မယ်တော့ကိုရောရဲ့ဖေးမပါဒုက္ခရောက်တဲ့အခါမှာကိုရောရဲ့အော်ပြီးတော့ဖျားသခင်ကယ်မချင်းရောက်တဲ့အခါမှာနည်းနည်းလေးစဉ်းစားပြီးတော့